ကြီးတွေဟာရေချောင်းခီးသွားတွေအတွက်အသက်သွေးကြောဖြစ်တယ်လို့တစ်ဖက်မှာလည်းတင်မောပေါင်းများစွာကိုဝါမြူတတ်တဲ့တင်မင်းရဲ့ကွင်းမြင့်ကြီးလည်းဖြစ်ပါတယ်။အဲ့ဒါလိုအန်တီရဲ့များလာတဲ့ရေပြင်အလေကကြောက်ဆောင်နေပေါ်မှာတင်မောတွေကိုလမ်းပြဖို့အတွက်လူတွေဟာမိဖုရားတိုက်တွေကိုတိဆောက်ခဲ့ကြတယ်။အဝေးကကြည့်ရင်တော့သူတို့ဟာမျောလင်းချက်တွေပေးနေလမ်းပြကျယ်တွေပေါ့။ဒါပေမဲ့အပြင်ကဘာနဲ့လုံးဝအဆက်အသွယ်ပြတ်ပြီးတောင်းချမ်းနေတဲ့ဒီလိုင်းလုံးကြီးတွေရဲ့အလဲမှာဒီအဆောက်အုံတွေဟာလမ်းပြကျယ်တွေလုံးဝမဟုတ်တော့ပါဘူး။သူတို့ဟာအထဲမှာရှိနေတဲ့လူတွေကိုစိတ်တစယူသွတ်သွားအောင်ညင်ပန်းနှိပ်စက်တတ်တဲ့သမုတ်တရားအလဲကအထီးကျန်ငရေကန်းတွေဖြစ်နေတာပါ။အန်ဒီရဲ့အရှိဆုံးမိဖုရားတိုက်တွေကိုပြောရမယ်ဆိုရင်ပြင်သစ်နိုင်ငံဘရီတာနီကန်ယိုရန်အလွန်ကလာဂျူးမန်ကိုလုံးဝချန်ထားလို့မရပါဘူး။ဒီမိဖုရားတိုက်ရှိတဲ့နေရာကသမုတ်တရားရေးကြီးချောင်း၃ခုထိတ်တိုက်ဆုံတွေ့တဲ့နေရာဖြစ်ပြီးတော့ကမ္ဘာအကျဉ်းဆုံးလိုင်းလုံးကြီးတွေနဲ့မှုန်တိုင်းတွေအမြဲတမ်းတိုက်ခတ်လေးရှိပါတယ်။ဒီမိဖုရားတိုက်ကိုဆောက်လုပ်ခဲ့ခြင်းကအလို့သမားပေါင်းများစွာတင်မင်းနဲ့ရင်ဆိုင်ခဲ့ရပြီး9နှစ်အကြာမှခက်ခက်ခဲခဲအချောတက်နိုင်ခဲ့တာပါ။အလိုလျောက်စနစ်တွေမပေါ်ခင်အတိတ်ကာလကမိဖုရားတိုက်စောင့်ရတဲ့လူသားတွေကတော့ဒီနေရာမှာရဲတရက်ပေါင်းများစွာအကျဉ်းချခံခဲ့ရပါတယ်။မီတာ90နီးပါးမြင့်တဲ့အီယာမလိုင်းလုံးကြီးတွေကမိဖုရားတိုက်ရဲ့အမှန်သတင်းပေါက်တွေကိုလာရောက်ရိုက်ခတ်တဲ့အခါအဆောက်အုံတစ်ခုလုံးမြင်းကလေးလှုပ်တယ်လို့မျိုးတုံခါနေတတ်ပါတယ်။အပြင်ကဘာနဲ့အဆက်အသွယ်ပြက်ဘယ်အချိန်မှရေအောက်ထဲနစ်မြုပ်သွားမလဲဆိုတဲ့သေဘေးကို24နာရီပတ်လုံးရင်ဆိုင်နေရတဲ့စိတ်ဝေဒနာဟာဒီမိဖုရားတိုက်ကိုကမ္ဘာအကြောက်စရာအကောင်းဆုံးနေရာတစ်ခုဖြစ်စေခဲ့ပါတယ်။နောက်ထပ်မိဖုရားတိုက်တစ်ခုကတော့အမေရိကန်နိုင်ငံအော်ရီဂွန်ကမ်းလွန်ကတီလာမို့ရော့ဆိုတဲ့မိဖုရားတိုက်ပဲဖြစ်ပါတယ်။ရေချောင်းပြသမိုင်းမှာသူ့ကိုတီလာမို့ရဲ့အကြောက်စရာနတ်ဆိုးကြီးလို့တင်စားကြပါတယ်။ဘာကြောင့်လဲဆိုရင်ဒီမိဖုရားတိုက်ကိုလာရောက်စောင့်ကြတဲ့လူတိုင်းကလာပိုင်းအတွင်းမှာရင်စိတ်ရောဂါအသေးအံဖြစ်ပြီးတော့စိတ်တစယူသွတ်သွားတတ်ကြလို့ပါပဲ။ဒီနေရာရဲ့အထီးကျန်ဆန်မှုဟာတာမန်လူတရားအတွက်တော့ခန္ဓာရည်ရှိတဲ့စံနှုန်းထက်ကိုကျော်လွန်နေပါတယ်။ရက်ပေါင်းများစွာဒရဇက်တိုက်ခိုက်နေတဲ့မုန်တိုင်းတန်တွေမိဖုရားတိုက်နိုင်ငံကိုရိုက်ခတ်နေတဲ့လိုင်းလုံးတန်တွေဟာတကောင်ရဲ့အချိန်တွေမှာအော်ဟစ်ငိုကြွေးနေတဲ့နတ်ဆိုးတွေရဲ့အတန်လိုမျိုးအထက်ကလူရဲ့အုံနောက်ထဲမှာဆွဲထင်ကြံရစ်စေတာပါ။လိုင်းလုံးတွေရဲ့ပြင်းထန်မှုကြောင့်မိဖုရားတိုက်အပေါ်ထက်ကတန်ချိန်ပေါင်းများစွာလေးလံတဲ့ကြောက်တုံးကြီးတွေပေးကြလာတတ်ပြီးတော့အထက်ကလူတွေဟာအသက်ရှင်လျက်နဲ့အုတ်ဂူထဲရောက်နေတယ်လို့ခန်းစားချက်မျိုးနဲ့ရှင်သန်ခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့မိဖုရားတိုက်သမိုင်းမှာကြောက်စရာအကောင်းဆုံးနဲ့ယနေ့အထိအပြေရှာမရသေးတဲ့ဖြစ်ရမှန်တစ်ခုကတော့1900ပြည့်နှစ်ကော့တလန်နိုင်ငံရဲ့ဖလန်နယ်ကျွန်းစုမိဖုရားတိုက်မှာဖြစ်ပွားခဲ့တာပါ။အဲဒီနှစ်ဒီဇင်ဘာလမှာမိဖုရားတိုက်ကိုလာရောက်စစ်ဆေးတဲ့သင်္ဘောတစ်စင်းကထူးဆန်းတဲ့အခြေအနေတစ်ခုကိုတွေ့ခဲ့ရပါတယ်။မိဖုရားတိုက်ထဲကလူ3ယောက်လုံးကအစအနမကျန်းပျောက်ဆုံးနေခဲ့ကြတာပါ။ထူးဆန်းတာကစပွဲပေါ်မှာစားတောက်လက်ဆအစားအစာတွေကဒီအတိုင်းရှိနေပြီးတော့နိုင်ရန်ကတ်နာကြီးကရက်တန့်နေခဲ့တယ်။မှတ်တမ်းစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာတော့မုံတိုင်းနေငြိမ်သွားပြီ။ဖျားသခင်ကငါတို့ဘေးမှာရှိတယ်ဆိုပြီးရှေ့သားထားခဲ့ပါတယ်။သူတို့3ယောက်ကအချင်းချင်းစိတ်တစယူသွတ်ပြီးပင်လယ်ထဲခုန်ချသွားကြတာလား။ဒါမှမဟုတ်တဘာဝတရားရဲ့လှုပ်ဝက်စမ်းကြယ်တဲ့အမောင်တုကပဲဖျောက်ဖျက်ပြစ်လိုက်တာလားဆိုတာကတော့ဒီနေ့အထိကမ္ဘာအကြီးမားဆုံးအဖြစ်မရှိတဲ့ဗဟေဒီတစ်ခုအဖြစ်ကြံရစ်နေတာဖြစ်ပါတယ်။မျောလင်းချက်တွေပေးနေပါတယ်ဆိုတဲ့မိဖုရားတိုက်တွေရဲ့နောက်ကွယ်မှာသေမင်းတမန်လိုင်းလုံးတွေနဲ့လူတွေကိုယူသွတ်သွားစေတဲ့အထီးကျန်မှုတွေရှိနေတာကတော့သမုတ်တရားရဲ့အခါအသီးဆုံးအမှန်တရားတစ်ခုပါပဲ။သင်ရောတဘာဝတရားရဲ့ရိုက်ခတ်မှုတန်ကိုအလူအလဲခံနေရတဲ့ဒီမိဖုရားတိုက်ကြီးတွေရဲ့အမောင်ချမ်းကိုဘယ်လိုမြင်လဲ။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုဆက်ပြီးသိချင်နေဆိုရင်တော့ကျမတို့ရဲ့ Entertainment Channel ကို Subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်ရှင်။